38ခုမြောက်သောစာလံအပိုက်ငယ်17ကနေ20နှစ်အကျွန်ုပ်၏အဆွေခင်ပွန်းအပေါင်းအဖော်တို့သည်အကျွန်ုပ်အနာရောဂါကြောင့်ဝေးဝေးရက်ရက်တောက်ဖော်တို့သည်လည်းရှောင်ကျက်နေကြပါ၏အကျွန်ုပ်အသက်ကိုရှာသောသူတို့သည်ကြော့ကွင်းများကိုထောင်ထားကြပါ၏အကျွန်ုပ်၌အပြစ်ပြုခြင်းအခွင့်ကိုရှာသောသူတို့သည်တနေ့လုံးမနာလိုသောစကားကိုပြော၍မကောင်းသောပြည့်ရည်ကိုကြံစီကြပါ၏အကျွန်ုပ်မူကားနားပင်သောသူကဲ့သို့မကြားနှုတ်ကိုမဖွင့်တတ်သောလူကဲ့သို့ဖြစ်ပါ၏နားမကြားပြန်၍မငြင်းနိုင်သောသူကဲ့သို့ဖြစ်ပါ၏အကြောင်းမူကားအိုထာဝရဘုရားကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏အကျွန်ုပ်၏အရှင်ဘုရားသခင်ကိုယ်တော်သည်ပြန်ပြောတော်မူမည်သို့မဟုတ်သူတို့သည်အကျွန်ုပ်အမှုမှာဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည်ခြေချော်သောအခါအကျွန်ုပ်တစ်ဖက်၌ကိုချင်းမြောက်ကြပါလိမ့်မည်ဟုလျှောက်ပါသည်အကျွန်ုပ်လဲလူသည်ဖြစ်၍ကိုဆင်းရဲခြင်းကိုအစဉ်အောင်မေးလျက်နေရပါ၏ကိုအပြစ်ကိုဖော်ပြပါ၏ပြစ်မှားမိသောကြောင့်စိတ်ပူပန်ခြင်းရှိပါ၏အကျွန်ုပ်၏ရန်သူတို့ကကျမ်းမာလျက်ခွန်အားကြီးလျက်ရှိကြပါ၏အကျွန်ုပ်ကိုမဟုတ်မမှန်တဲ့မုန်းသောသူတို့ကများပြားကြပါ၏အကျွန်ုပ်သည်ဂျေဇုတရားကိုကြိုးစား၍ကျင့်သောကြောင့်ဂျေဇုအတွက်အပြစ်ပြုတတ်သောသူတို့သည်အကျွန်ုပ်ကိုရန်ဘက်ပြုကြပါ၏အိုထာဝရဘုရားအကျွန်ုပ်ကိုဆွန့်ပစ်တော်မမူပါနဲ့အကျွန်ုပ်၏ဖျားအကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနဲ့အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားရှင်အကျွန်ုပ်ကိုမဆာခြင်းဟာအလျင်အမြန်ကြွလာတော်မူပါအိုထာဝရဘုရားကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏အကျွန်ုပ်၏အရှင်ဖျားသခင်ကိုယ်တော်သည်ပြန်ပြောတော်မူမည်38မြောက်သောစာလံအပိုင်ငယ်15ကယ်တင်ခြင်းလုပ်ငန်းတာဝန်ဩစတြေးလျနိုင်ငံရှိတရိတ်ဆန်ကယ်ဆယ်ရေးအဖွဲ့မှစေတနာဝန်ထမ်းများက85ပေါင်ကျော်ခန့်အလေးချိန်ရှိသည့်ညစ်ပတ်ပေရပြီးကြက်ခဲပြဲအမွှေးများနဲ့လှဲ့လေသွားလာနေသည့်တိုးတကောင်ကိုတွေ့ရှိခဲ့သည်ထိုတိုးသည်ခြုံပုတ်ကြားတွင်ပျောက်ဆုံးကြံရက်ခဲ့သည်ပါအ ਨੇ ဆုံး9နှစ်ခန့်ရှိမည်ဟုဂေဇေသူများကတန်တရားဝန်နေကြသည်တက်တောင်းတက်တာမဖြစ်သည့်အမွှေးထူများညှက်ရက်ချိန်တွင်ဂေဇေသူများကတိုးကိုချုံမော့ပေးခဲ့ရသည်အမွှေးများဖယ်ရှားသည်ပြီးချင်းပင်ထိုတိုးသည်အစာစားတော့သည်၎င်း၏ခြေများလည်းခိုင်လာသည်ဘေးမဲ့တော်တွင်၎င်းအားဂေခဲ့သူများနှင့်တာမကအခြားတရိษံများနှင့်အတူနေရင်တဖြည်းဖြည်းစိတ်ချလက်ချစိတ်ချမ်းသာစွာနေခဲ့သည်လေးပင်သောဝန်ထုတ်ဝန်ပိုး၏ဖြစ်စည်းမှုတန်ကြောင့်နာကျင်ခံစားရမှုမေးလျော့ပြစ်ပေခံရမှုအလျင်အမြန်ဂေတင်ခံရရန်လိုအပ်နေမှုကိုဆာလံဆရာဒါဝိတ်ကောင်းစွာနားလည်နေသည်ဆာလံကျမ်း38တွင်ဒါဝိတ်သည်ဖျားသခင်ကိုဟစ်ခေါ်တောင်းဆိုခဲ့သည်သူသည်တူးတေးတီးခြားဖြစ်နေခြင်းသစ္စာဖောက်ခံရခြင်းနှင့်ကူညီရမဲ့ဖြစ်နေသည်အိုထာဝရဘုရားကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏အကျွန်ုပ်၏အရှင်ဖျားသခင်ကိုယ်တော်သည်ပြန်ပြောတော်မူမည်ဟုသူယုံကြည်စွာဆုတောင်းခဲ့သည်ဒါဝိဒ်မင်းသည်သူကြုံတွေ့ရသည့်အကျက်အတဲများကိုငင်းဆန်ခြင်းမရှိရင်ထဲတွင်ဖြစ်ပေါ်နေသည့်စူပွဲမှုများနှင့်ခန္ဓာအားနည်းခြင်းများကိုလျှော့ပေါ့မပြောခဲ့ပေထိုအစားဘုရားသခင်သည်သူ့အနီး၌ရှိပြီးသူ့အားမှန်ကန်သောအချိန်တွင်မှန်ကန်သောနည်းလမ်းဖြင့်အဖြေပေးမည်ကိုယုံကြည်နေခဲ့သည်ကျွန်ုပ်တို့သည်ခန္ဓာပိုင်းစိတ်ပိုင်းနှင့်စိတ်ခံစားမှုစသည့်ဝန်ထုတ်များ၏ဖြစ်စည်းမှုကိုခံစားရသည့်အခါဖျားသခင်သည်ကျွန်ုပ်တို့အားဖန်ဆင်းသည့်အချိန်ကပင်စီမံထားသည့်ကယ်တင်ခြင်းအမှုကိုလှုပ်ဆောင်ရန်ကတိရှိထားပြီးသားဖြစ်သည်အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားရှင်အကျွန်ုပ်ကိုမဆာခြင်းဟာ
အရင်အမြန်ကြွလာတော်မူပါဟုကျွန်ုပ်တို့ဟစ်ခေါ်သည့်အခါတိုင်းတွင်ကိုယ်တော်၏အတူတည်ရှိနေမှုကိုကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်လေးလံသောဖြစ်စည်းမှုခံစားရခြင်းတွင်သူ၏သက်စာရှိခြင်းကိုဖယားရှင်မိခဲ့သို့ဖော်ပြသည်။တင့်အားနှစ်သိမ့်ဆောင်မရန်ဖယားသခင်သည်အခြားသူများကိုမိသို့အသုံးပြုခဲ့သည်။ကျေးဇူးရှင်အဖဖယားဝန်လေး၍ပင်ပန်းနေသူပျောက်ဆုံးနေသူအမိခံထားရသူများကိုခွန်အားပေးမဆနိုင်ရန်အကျွန်ုပ်အားမဆအကူညီတော်မူပါအာမင်